ကဲကြည့်ကြပါအောင်ခင်ဗျာဒီနေ့တော့ကျွန်တော်တို့ရဲ့မင်းသားကျော်မြောက်ကွန်းချက်တယောက်ကွင်းမြင့်ထဲမှာကျွမ်းပါကျင်နေတာလားအကလေးကျင်နေတာလားမသိဘူးဗျဟောကြည့်မြေကြီးပေါ်မှာဒလိမ့်လိမ့်နေအမလေးအော်လိုက်တာမှအာကောင်းချစ်လို့သူများလီကတော့ထင်မှာပေါ့အသေးကွဲနေတာလားလို့မဟုတ်ပါဘူးဗျာဒါကဘိုက်စာလို့ကြီးကြနေတဲ့အကွက်ဒီပါအမေကိုပညာပြနေတာအမေမြင်မြန်လာခဲ့တော့ဒါလီမြေကြီးနဲ့ကတ်နေပြီဆိုပြီးအတန်ကုန်ဟစ်နေတာဗျကြည့်ပါအောင်သူလိမ့်နေတာဘယ်နှပတ်တောင်ရှိသွားပြီလဲမသိဘူးအင်ကြီးသားပါရင်တော့လျော်ရတာမလွယ်ဘူးပေါ့ဟောခုနကတော့လိမ့်နေပြီအခုကျတော့ဇက်လိုင်းတဲကမင်းသားလိုဘာလိုနဲ့မျက်နာလေးငယ်ပြပြန်ပြီကလေးဆိုတာတကယ်ပညာတက်တာဗျာငါအော်လို့မှအမေမလာရင်တော့တတော်လုံးသိအောင်ထလိမ့်အောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့မြောင်းမကြီးကတော့နောင်နာမှာအေးဆေးပဲအေးအော်ထားဘိုက်ပိုစာအောင်လို့ဆိုပြီးကြည်နေသလားမသိဘူးကဲအခုတော့အမေကြီးပေါ်လာပါပြီအော်လက်ထဲမှာလည်းတခုခုပါလာတယ်ဗျအမလေးနောနုဘူးလေးပါလားဒါကိုမြင်တာနဲ့ကျွန်တော်တို့မင်းသားလေးကြီးကြတာလေချက်ချင်းရက်သွားလိုက်တာခုနကအတန်ကုန်ဟစ်နေတဲ့ကောင်လေးဟောက်မဟုတ်ရလာတော့ထင်ရတယ်အမေစီကိုအပြေးလေးသွားလိုက်တာမှလီရင်ပြန်အောင်အရှုံးပေးရတယ်အမေရဲ့ကြာလိုက်တာဆိုရင်ရင်ခွင်နဲ့အတင်းတိုးဝင်တော့တာမယ်အမေဖြစ်သူကလည်းဘူးလေးဖောက်ပြီးအတင်းဆောင်နေရှာတာဒါဟာမိခင်မြတ်တာပေါ့ဗျာအခုတော့မျက်စိလေးမိတ်ပြီးနိုးစို့နေတာမှစိန်မဲဗျခုနကမြေကြီးပေါ်မှာလှိမ့်နေတာတွေအော်နေတာတွေအကုန်မေ့သွားပြီဘိုင်လေးဝသွားတော့မှမျက်နှာလေးကကြီးလင်းလာကဘာပေါ်မှာအကောင်းဆုံးဆေးကအမေနှုတ်နဲ့အမေရင်ကွင်ဖဲမဟုတ်လားကဲမြောက်ကွန်းချစ်လေးလဲဘိုက်ဝသွားပြီဆိုတော့ကျွန်တော်တို့လည်းနားလို့ရပြီပေါ့အာနိုးလဲဘိုက်ဝနဲ့ if ဆက်နိုင်ကြပါစေအောင်ဗျ